တချို့မိဘတွေဆိုတကယ်အသေးချေမိုးလေးမိုးချုပ်တကားကိုဆူတောင်းတယ်အဲ့ဒီအချိန်မှာတကယ်သူတို့ကဖျားနေပူပြီးတော့ပေါင်းဆက်တယ်novena တွေလုံးကြတယ်အစုံပေါ့နော် euthanasia လို့ခေါ်ရယ် mercy killing ကကျမတို့ Catholic ကခွင့်မပြုဘူးအဲ့တော့ mercy killing ကိုဘယ်တော့မှမလုပ်ဘူးဆေးခန့်ထိုင်တဲ့အချိန်တုန်းကဒီတားစေးလာတောင်းထိုးတဲ့လူတွေရှိတယ်ပေါ့နော်ဆိုကို Catholic တွေကိုခရစ်ယာန်တွေဆိုတော့ကျမကတော့လုံးဝမထိုးပေးဘူးအားမပေးဘူးပေါ့အားလုံးပဲ good evening ပါကျမက Dr. Valentino ပါကျမရဲ့ commission Catholic ကျမရဲ့ commission ရဲ့ member တူဖြစ်ပါတယ်ကျမကဒီရန်ကုန် Archdiocese ရဲ့ Catholic Health Commission မှာဒီနေ့ပြောမယ့် topic က care of children with incurable diseases ပေါ့နော်ကုသပြီးမရသောယောဂများခံစားနေရသည့်ကလေးများကိုပြုစုစောင့်ရှောက်ခြင်းဆိုလို့ကလေးကဒီယောဂကြောင့်သိပြီးအသက်မရှိတော့ဘူးသက်မရှင်နိုင်တော့ဘူးလို့သိလိုက်ရတဲ့အခါမှာပေါ့နော်သူတို့ရဲ့မိဘတွေသူမိသားစုဝင်တွေရဲ့ခံစားရတဲ့တောကပူပန်မှုအဲ့ဒီဝေဒနာတွေပေါ့နော်အဲ့ဒါတွေကိုကျမတို့ဒီနေ့အတူမျှဝေခံစားကြည့်ရအောင်လို့ပြောချင်ပါတယ် what is incurable ပေါ့နော်ကုသလို့မရတဲ့ယောဂဆိုတာဘာလဲဆိုတာပြောပြမယ်ပြီးရင် categories ပေါ့ဘယ်လိုယောဂအမျိုးအစားတွေပါဝင်တက်လဲဆိုတာလေးပြောပြမယ်ပြီးတော့some incurable diseases of children ဆိုတာကလေးတွေမှာဖြစ်တတ်သောကုသရေးများတဲ့ယောဂအချို့ဥပမာလေးအနေနဲ့နည်းနည်းလေးပဲပြောပါမယ်ပြီးလို့ရှိရင် challenges faced by affected children and families ဆိုတာဒီကလေးတွေရဲ့သူတို့ရဲ့မိသားစုဝင်တွေရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေပေါ့နော်အခက်အခဲဒုက္ခတွေကိုပြောပြချင်တယ်ပြီးလို့ရှိရင် care of children ဒီလိုကလေးတွေကိုပြုစုစောင့်ရှောက်တဲ့အခါမှာဘာတွေလုပ်ရလဲဆိုတာလေးတွေကိုဝေငှချင်တယ်ပြီးလို့ရှိရင် role of caregiver ပေါ့နော်ပြုစုစောင့်ရှောက်မှုပေးတဲ့သူတွေရဲ့အခန်းကဏ္ဍဘယ်လောက်စီအရေးကြီးလဲဆိုတာပေါ့နော်အဲ့ဒါလေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်လို့ what is incurable ပေါ့နော်ကုရနတ္တိဆေးမရှိဆိုတာဘာလဲပေါ့နော်ကုရနတ္တိဆေးမရှိဆိုတာကပျောက်ကင်းအောင်ကုသလို့မရနိုင်တဲ့ယောဂါကိုပြောတာဆိုလိုတာကအခုလက်ရှိအချိန်မှာကုသ၍မရတော့ဘာကြောင့်လဲဆိုတော့တစ်ချိန်မှာကုသလို့ရချင်ရမယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအချိန်မှာတော့သူ့အတွက်ကုရနတ္တိဆေးမရှိဘူးပေါ့နော်ပြီးတော့ဒါမှမဟုတ်အရန်ယောဂရင့်နေတဲ့အခြေအနေဒါမှမဟုတ်တစားတဖြည်းဖြည်းနဲ့ deteriorate ဖြစ်လာပေါ့အခြေအနေကယိုယွင်းလာနေတဲ့ယောဂတွေဒါမှမဟုတ်နောက်ဆုံးအဆင့်ပေါ့ကာလတစ်ခုအတွင်းမှာသေဆုံးနိုင်ခြေရှိတဲ့ယောဂ incurable disease လို့ခေါ်ပါတယ်လို့လေးတွေမှာဖြစ်တတ်တဲ့ဒီလိုယောဂမျိုးတွေကဘာတွေလဲဆိုတော့အခြေအနေအမျိုးမျိုးဖြစ်နိုင်တယ်နော်အဲအခြေအနေမျိုးမျိုးထဲမှာအများစုကပါလဲဆိုရင်မျိုးရိုးဗီဇဆိုင်ရာယောဂတွေပေါ့မွေးရပါကလေးကသူတို့ရဲ့မျိုးရိုးဗီဇမှာ defect ဖြစ်တဲ့အတွက်သူတို့မှာကုလို့မရတဲ့ယောဂတွေပါလာတယ်ဥပမာပြောရင် cystic fibrosis လို့ခေါ်တဲ့ဒီအဆုတ်ရဲ့အသေးတို့ဘာတို့မှာထိခိုက်တဲ့ယောဂပေါ့နော်နောက်တစ်ခုက muscular dystrophy ဆိုတော့ကြွက်သားတွေတဖြည်းဖြည်းယိုယွင်းပျက်စီးတဲ့ယောဂမျိုးပေါ့ဒါဥပမာလေးနည်းနည်းပေးတာပါနော်နောက်တစ်ခုကကျတော့ကိုယ်ခံအားစနစ်ချို့ယွင်းတဲ့ယောဂတွေနော် autoimmune ကိုခန္ဓာကိုယ်ကိုပြန်တိုက်တဲ့ယောဂဖြစ်နိုင်တယ်လို့မွေးကလေးကကိုယ်ခံအားစနစ်လုံးဝမပါလာတဲ့ယောဂမျိုးပေါ့နော်အဲ့ဒါဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဒီမွေးရပါနှလုံးယောဂကြောက်ကက်ယောဂကြွက်သားယောဂအဆုတ်ယောဂဦးနှောက်အာရုံကြောအဲ့လိုခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေမှာမွေးရပါထိခိုက်ပြည့်စုံမပါလာတဲ့ကလေးတွေပေါ့နော်အဲ့ဒါမျိုးရှိတယ်နောက်တစ်ခုကကလေးကင်ဆာတွေပေါ့ကလေးငယ်တွေကကင်ဆာသူတို့မှာလည်းကင်ဆာဖြစ်တတ်တယ်သူတို့မှာဖြစ်တဲ့ကင်ဆာတွေကများသောဖြင့်ပို့ပြီးတော့ aggressive ဖြစ်တယ်လူအသက်ကြီးရွယ်အိုတွေထက်ပို့ပြီး aggressive ဖြစ်တယ်မျက်စိတို့အရိုးတို့ပြီးတော့သွေးကင်ဆာတွေမျိုးပေါ့နော်ဒါတွေကကလေးတွေမှာခံစားပြီးတော့အများသောဖြင့်ကုရအရင်လက်ခက်တဲ့ကုသမှုပြုနိုင်တဲ့ဆေးမရှိဘူးပေါ့နော်အဲ့တော့ကလေးတွေမှာဖြစ်တတ်တဲ့ကုသပြီးမရတဲ့ယောဂဆိုတာကခုနပြောရ cystic fibrosis ပေါ့နော် cystic fibrosis ဆိုတဲ့ယောဂကသူကမျိုးဗီဇချိုးရင်းတဲ့ယောဂတစ်မျိုးဖြစ်တယ်ပြီးတော့
သူကဘယ်အင်္ဂါတွေတည်လဲဆိုအဆုတ်တို့เนาะစာအိမ်လမ်းကြောင်းပြီးတော့တခြားအင်္ဂါအစိတ်ပိုင်းတွေကိုလည်းထိတယ်သူကဘယ်လိုဖြစ်လဲဆိုအဲ့ဒီအင်္ဂါအစိတ်ပိုင်းမှာပြက်ခင်းနေအချွဲတွေအမြဲထွက်ပြီးပိတ်နေအဲ့လိုပိတ်တဲ့အတွက်ကြောင့်ကလေးတွေအမြဲအသက်ရှူရခက်တယ်ချွဲနေပိတ်နေနောက်ပြီးတော့ vulnerable to infection ပေါ့နော်ယောဂပိုးဝင်လွယ်တယ်ဆိုင်ချီစနစ်ကလည်းအစာချီစနစ်ကလည်းပြဿနာဖြစ်တယ်ဆိုတော့ဒီကလေးတွေကြည့်လိုက်အမြဲတမ်းအောက်ဆီဂျင်တန်းလန်းနဲ့ပိုက်တန်းလန်းလေးနဲ့အောက်ဆီဂျင်ရှူနေရတယ်ဒီချိန်လုံးချွဲဆုပ်စိတ်နဲ့သူ့ကိုရှူဆုပ်ထုတ်ပေးနေရတယ်အစာအိမ်မှာလည်းအဲ့လိုပဲအစာမကြီးအတွက်အစာကိုသူတို့အစာကိုစားချင်တိုင်းစားလို့မရဘူးပေါ့နော်ဒီလက်တလောချီနေမှာဒီယောဂဝေဒနာတက်တာအောင်လို့ချွဲဆုပ်ပေးတာတို့အောက်ဆီဂျင်ပေးတာတို့ဒီလောက်ပဲလုပ်ပေးနိုင်တယ်ဒီယောဂကိုပျောက်ခဲအောင်ကုသလို့မရသေးဘူးနောက်တစ်ခုက muscular dystrophy အဲ့ဒါလည်းမျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ယောဂပဲအဲ့ဒီကလေးတွေကကြတော့မွေးကစားမှမသိဘူးဒါပေမဲ့နည်းနည်းကြီးလာတဲ့အခါမှာသူများလိုမပြေးဘူးမလွှားဘူးလမ်းလျှောက်အထနှေးတယ်လမ်းလျှောက်နှေးတယ်အဲ့လိုမျိုးနဲ့သိရဒါပေမဲ့နည်းနည်းကြီးလာတဲ့အခါကျတော့ပိုသိသာလာတယ်အဓိကယောက်ျားလေးတွေကိုထိခိုက်တယ်ပြီးကြာလာတဲ့အချိန်မှာကလေးတွေကလမ်းမလျှောက်နိုင်ဘူးမိဘတွေကဘလောက်ပဲပံ့ပိုးမှုတွေလုပ်လို့ဒီသူ့ရဲ့ကြွသားလှုပ်ဆောင်ချက်တွေကမလုံနိုင်မဲ့တဖြည်းဖြည်း deteriorate ဖြစ်လာတော့နောက်ဆုံး wheelchair bound ပေါ့နော်wheelchair နဲ့ပဲသွားလာတဲ့အဆင့်ဖြစ်သွားတယ်နောက်ဒီကြွသားတွေကတဖြည်းဖြည်းနဲ့ပျက်စီးလာတော့ခြေတွေလက်တွေကြွသားတွေမလုံနိုင်ဘူးနောက်အစာမမျိုးနိုင်ဘူးဆိုတော့ဒီကလေးတွေကအရန်ပြုစုရတာပေါ့နော်အစာပိုက်ကိုထည့်ပေးရတယ်ဆိုတော့ဒါအတွက်ကုသကိုဆေးမရှိဘူးဒီမိဘတွေကသိတယ်သူတို့ကလေးမှဒါဖြစ်ပြီလို့သိလိုက်ဒီကလေးကအနှေးနဲ့အမြန်ဒီကြွသားတွေဆုပ်ယုပ်သွားရင်သွားမှာပဲဆိုတော့သိတယ်ပေါ့နော်ဆိုတော့အားလုံးကပံ့ပိုးမှုပဲလုပ်ပေးနိုင်တယ်နောက်တစ်ခုကတော့ Zika virus ဆိုတော့ကြားဘူးကြမှာပါဒီတောင်အမေရိကတိုင်မှာဖြစ်သွားတယ်ပေါ့နော်သူကချင်ကြားသွေးလွန်တုပ်ကွေးဖြစ်စေသေဆောင်တဲ့ချင်ကြားเนาะအဲ့ချင်ကြားကနေပြီးတော့တဆင့်သေဆောင်တဲ့ virus ဒါပေမဲ့အဲ့ဒီ virus infection ကကိုယ်ဝန်ဆောင်တွေမှာဖြစ်လို့ရှိရင်နော်ချင်းကိုက်လို့တော့၎င်းတခြားနည်းလမ်းနေနဲ့ပဲနော်ယောဂရှိတဲ့လူနဲ့ဖက်လဲတကင်းနေရနေလဲကူးနိုင်တယ်ပေါ့အဲ့လိုကူးတဲ့ကကိုယ်ဝန်ဆောင်မှာသွားဖြစ်ရင်မွေးလာတဲ့ကလေးကအုံနောက်တေးသေးလေးတွေအဲ့ဒါကို microcephaly လို့ခေါ်တယ်ဆိုအုံနောက်တေးသေးဖြစ်တဲ့အတွက်ဒီကလေးကအသက်ရှင်ဖို့ဆိုတာအရန်ခက်တယ်အဲ့တော့များသောဖြင့်ဒီကလေးကအသက်3နှစ်လောက်ထိပဲသက်ရှင်တယ်ဒါပေမဲ့မိဘဆိုတာမိခင်ဆိုတာပေါ့နော်မွေးလာတဲ့ကလေးကဘလို့ပဲဖြစ်နေဒီကလေးကိုနောက်ဆုံးအချိန်ထိတတ်နိုင်ဆုံးပေါ့နော်ကလေးကိုပြုစုသွားတာပေါ့နော်နောက်တစ်ခုကတော့ childhood cancer စီ childhood cancer ဆိုတာဒီကလေးတွေမှာဖြစ်တဲ့ cancer စီကအမျိုးမျိုးရှိပါတယ်leukemia လို့ခေါ်တဲ့သွေးကင်ဆာတွေရှိတယ် lymphomas လို့ခေါ်တဲ့အပြိုင်ရည်ကျိတ်ပေါ့နော်ကျိတ်ကင်ဆာတွေရှိတယ်ဦးနှောက်ကင်ဆာရှိတယ်ဦးနှောက် tumor ပေါ့ brain tumor တွေရှိတယ်ပြီးရင် bone ပေါ့နော်အယိုးမှာဖြစ်တဲ့ကင်ဆာတွေရှိတယ်မျက်စိမှာဖြစ်တဲ့ကင်ဆာတွေကတော့စောစောစီးစီးသိရင်ထုတ်လိုက်လို့ရတယ်ပျောက်တယ်အဲအကြောင်းကျွန်မဒီထဲမှာမထည့်ထားဘူးပေါ့နော်ဆိုတော့အခုထည့်တဲ့ဟာတွေကတော်တော်ခုကခက်ပြီးတော့အသက်ရှင်ဖို့လမ်းအရန်နေပါတဲ့ကင်ဆာမျိုးတွေပေါ့နော်ဆိုတော့ကလေးတွေမှာကင်ဆာဘာကြောင့်ဖြစ်လဲဆိုနံပါတ်1ကတော့မျိုးဗီဇပေါ့နော်မိဘမှာလူကီမီးယားရှင်သားသမီးမှာလူကီမီးယားဖြစ်ဖို့ chance များတယ်ပေါ့နောက်တစ်ခုကကိုယ်ခံအားစနစ် body ရဲ့ immune system အရန်ကျလို့ရှိရင်ကင်ဆာဖြစ်နိုင်တယ်။ဘာလို့ခန္ဓာကိုယ်ရဲ့ immune system မှာ cancer cells တွေကိုထိန်းထားတာမဖြစ်လာအောင်လို့ cells တွေမဖောက်ပြန်အောင်ထိန်းတာအဲ့တော့ဒီ immune system ကျတယ်ဆိုရင် cells တွေဖောက်ပြန်တတ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဓာတ်ရောင်ခြည် radiation exposure ပေါ့ radiation exposure ဆိုတာအမျိုးမျိုးရှိတာပေါ့နော်ဓာတ်ပေါင်းဖိုတွေဘာခေါ်လဲ nuclear ဓာတ်ပေါင်းဖိုတွေယိုစိမ့်တဲ့ပတ်ဝန်းကျင်မှာအရက်ဒေတာမှာနေတဲ့ကလေးတွေကဒီဓာတ်ရောင်ခြည်တင်တာတွေဖြစ်နိုင်တယ်လို့အနုမြူဘုံနာဂါဆာကီတို့ဟီရိုရှီးမားတို့ကလည်းအဲ့ဒီတော့ကလေးတွေလူကီမီးယားစီအရန်ဖြစ်တာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုက medication တချို့ cancers တချို့ဆေးဝါးတွေဓာတုပစ္စည်းတွေကကင်ဆာဖြစ်တတ်တယ်အဲ့ဒါတွေမသိဘဲနဲ့ကလေးတွေစားမိရင်ဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုက viral infection virus ပိုးကကင်ဆာဖြစ်စေဆိုတော့အံ့ဩစရာကြီးပေါ့နော်ဒါပေမဲ့ virus ပိုးကလည်းတချို့ viral infection တွေက leukemia ဖြစ်တတ်တဲ့virus တွေရှိတယ်ပေါ့နော်ဆိုတော့ဒါတွေကြောင့်ကလေးတွေကကင်ဆာဖြစ်တယ်တစ်ဖက်မှာဘာကြောင့်ဖြစ်နိုင်သေးလဲဆိုတော့မိခင်ကကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတောက်သုံးတဲ့ဆေးဝါးတချို့ကသတိသားကိုထိခိုက်လို့လည်းဖြစ်နိုင်တယ်လို့ကိုယ်ဝန်ဆောင်နေကိုယ်ရှိနေမှမသိပဲနဲ့ဓာတ်မှန်သွားရိုက်လိုက်တာမျိုးပေါ့နော်အဲ့မှာ radiation exposure ဖြစ်သွားပြီးတော့ကလေးကိုထိခိုက်တာလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်
များသောအားဖြင့်တွေ့ဘူးကြမှာပေါ့နော်ဓာတ်မှန်ဌာနတွေပဲမရှိမှရေးထားတဲ့ကိုယ်ရှိလားမရှိလားကိုယ်ရှိရင်မဝင်ရဆိုပြီးအဲ့လိုမျိုးလေးရေးထားတာပေါ့နော်ထိုနည်းတူပဲဘာကြောင့်လဲဖြစ်နိုင်သေးလဲဆို environment ပေါ့နော်ပတ်ဝန်းကျင်မှာ pollution အခုတလောကလည်းလေထုညစ်ညမ်းမှုတွေတအားဖြစ်တယ်လို့ပေါ့နော်လေထုညစ်ညမ်းမှုဖြစ်ဖြစ်ရေထုညစ်ညမ်းမှုပဲဖြစ်ဖြစ်အဲ့ဒီကနေပြီးတော့ဓာတုပစ္စည်းတွေကပင်လယ်တဲ့ယိုဖိတ်တယ်အဲ့ဒါတွေငါးတွေကစားတယ်အဲ့ဒီငါးတွေလူတွေကစားတယ်အဲ့ဒါပြီးတော့ cancer ဖြစ်ကြရပေါ့အဲ့လိုမျိုးဖြစ်တယ်လို့ဒီဇယ်မှာ benzene ပါတဲ့ဟာတွေပေါ့ဒီဇယ်အငွေ့တွေပေါ့ကျမတို့ air pollution ဆိုဒီဇယ်ငွေ့တွေတော်တော်ရှူကြရတာလေနော်ဆိုအဲ့ဒါမျိုးတွေကလည်းဖြစ်တတ်တယ်ဓာတ်ရောင်ခြည်ကြောင့်ဖြစ်နိုင်တယ် environment ဓာတ်ရောင်ခြည်လည်းဖြစ်နိုင်တယ်လို့ဒီစိုက်ပျိုးရေးသုံးပိုးသတ်ဆေးပေါ့ agricultural pesticides ပေါ့အဲ့ဒါတွေရဲ့အန်တီကိုလူတွေကတော်တော်မသိကြဘူးပေါ့နော်ဒါတွေကအရေးပြားနဲ့ထိမြင်တော့၎င်းရှုမြင်တော့၎င်းလူရဲ့ခန္ဓာတွေရောက်သွားရင်ဒီ cancer ဖြစ်စေနိုင်တယ်ပေါ့နော်အခုသွားမယ့်ဟာပိုအရေးကြီးတာပေါ့နော် challenges faced by affected children and families ဆိုတာဒီလိုယောဂကိုခံစားရတဲ့ကလေးတွေနဲ့သူတို့ရဲ့မိသားစုတွေပေါ်မှာဘာစင်ခေါ်မှုတွေရင်ဆိုင်ရလဲပေါ့ဒီလိုယောဂခံစားပြီးဆိုတာနဲ့အရန်ကိုတခြားယောဂခံစားရတဲ့သူeffect ကအရန်ကို impact ကအရန်ကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သေဆုံးမှုနှုန်းကအရန်မြင့်ပါတယ် high mortality rate ပေါ့နော်အရန်သေ100မှာ99ယောက်ကသေတယ်ပေါ့နော်ပြောရရင်တော့အနည်းနဲ့အမြန်ပဲ100မှာ100လောက်သေတာပေါ့နော်ဒါပေမဲ့သေပြောက်နှုန်းအရန်များပါတယ်နောက်တစ်ခုက lack of access to treatment ဆိုတာကုရနတိဆေးမရှိဘူးလေအဲ့ impact ကအရန်ကြီးတာပေါ့ဘာပြောကိုသားသမီးဖြစ်ပြီဆိုဘယ်မိသားစုမဆိုကတော့အကောင်းဆုံးလုပ်ပေးချင်တာပေါ့နော်ဒါပေမဲ့လည်းကုရနတိဆေးမရှိခြင်းအဲ့ဒီ impact ကတော်တော်ကြီးပါတယ်နောက်တစ်ခုကimpact on quality of life ဒီလိုကလေးကိုပြုစုဆောင်ရှောက်တဲ့အခါမှာသူတို့မိသားစုမှာမိဘပေါ်မှာရောသူတို့မိသားစုလုံးပေါ်မှာရောသူတို့ပတ်ဝန်းကျင်ပေါ်မှာရော quality of life ကအရန်ထိခိုက်တယ်ကလေးပေါ်မှာရောပေါ့နော်အများကြီးထိခိုက်မှုရှိတယ်ပြီးတော့ social and emotional impact ဆိုတာဒီ life impact အပြင်ကို social impact မှာလူမှုရေးလို့နောက်ပြီးတော့ emotional စိတ်ခံစားမှုလို့အဲ့ဒါတွေပေါ်မှာလည်းအများကြီးထိရောက်တက်ရောက်မှုရှိတယ်နံပါတ်1ကအဲ့ဒီယောဂတွေကမျိုးဗီဇဆိုင်တဲ့ယောဂတွေများတဲ့ခါကျတော့ difficult to diagnose သူ့ကိုဘာဖြစ်တယ်ဆိုတာကိုယောဂရှာဖွေသတ်မှတ်ဖို့ခက်ခဲတယ်တခါလေကြာရင်ဟိုဟာလိုဒီဟာလိုကြက်သားမတန်ရင်ပိုလီယိုဖြစ်တယ်လို့ဘာလို့အဲ့လိုမျိုးနဲ့သူတို့ယောဂရှာဖွေရတယ်ရန်ခက်တယ်နောက်တစ်ခုက misdiagnosis ပေါ့နော်မှားယွင်းစွာယောဂအမိတက်မိတယ်ပေါ့နော်မှားယွင်းစွာယောဂအမိတက်မိတဲ့အခါကျတော့မှားယွင်းစွာစိတ်ကူးတမှုပေးမိတာတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သေဆုံးမှုကလည်းများတယ်နောက်တစ်ခုက lack of treatment ကုရနတိဆေးမရှိသူတို့ကိုပျောက်အောင်ကုနိုင်တဲ့ဆေးကမပေါ်သေးဘူး supporting treatment ပဲပေးနိုင်တဲ့အတွက်ကြောင့်ultimately အနည်းနဲ့အမြန်ပေါ့နော်သေဆုံးကြတာပေါ့နော် lack of access လက်လန်းမမီဘူးပေါ့နော်ကုသမှုလက်လန်းမမီနိုင်တာဆိုတော့အများစုဒီယောဂကအများစုကပျောက်ကင်းအောင်ကုလို့မရဘူးဝေဒနာသက်သာဖို့ပဲလုပ်ပေးနိုင်တယ်နောက်တချို့ကုထုံးတွေကကြတော့လေအရန်ဘေးထွက်ဆီးချိုးများတယ်ဥပမာ cancer ပေါ့ cancer တွေဆိုရင် chemo ပေး radiation ပေးသူတို့ပေးတဲ့ကုသမှုတွေက side effect တွေအရန်များတော့ကလေးတွေအဲ့ဒါလူလဲခံရတယ်အဲ့ဒဏ်ကိုမခံနိုင်လို့ရှိရင်အဲ့ဒါနဲ့ပဲအသက်ဆုံးတဲ့လူတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကတော့တချို့ကုထုံးတွေကအခုခေတ်မှာ cancer လို့ပြောလိုက်ကုနိုင်တဲ့ cancer တွေအများကြီးပေါ်လာတယ်ကုထုံးတွေအသစ်တွေလည်းပေါ်လာတယ်ဒါပေမဲ့အဲ့ဒါတွေကတကယ်ကိုခေတ်မီတိုးတက်တဲ့နိုင်ငံတွေမှာပဲရှိတယ်ဈေးကလည်းအရန်ကြီးတယ် impact on quality of life လူရဲ့ quality of life ဘဝအရေးသွေးပေါ်မှာဘယ်လိုသက်ရောက်မှုရှိလဲဆိုအဲ့ဒါလေးစဉ်းစားကြည့်အောင်နော်အဲ့ဒါလေးကိုပြပြချင်တယ်တလေးပေါက်စနာလေးဆိုရင်တော့တစ်မျိုးပေါ့နော်နည်းနည်းကလေးចောင်းသွားတတ်တဲ့အရွယ်ဒီမှာဖြစ်တယ်ဆိုလို့ရှိရင်ကလေးကចောင်းတက်နေရင်သူចောင်းမတက်နိုင်တော့ဘူးကလေးတဘာဝကစားချင်တယ်တခြားကလေးတွေကစားအတွင်းသူလည်းကစားချင်တယ်ဒါပေမဲ့သူကမကစားနိုင်တော့ဘူးစားစရာကြီးဆိုသူစားရှင်နိုင်ရှိရဲ့ဒါပေမဲ့သူမစားနိုင်ဘူးပေါ့နော်သူနဲ့မတက်လို့တော့၎င်းသူစားသမျှအကုန်အာနာတို့ဘာလို့ကြောင့်ပေါ့နော်မစားနိုင်ဘူးပေါ့နော်ဒီကလေးရဲ့ quality of life ကအရန်ကိုကျသွားရပေါ့နော်တခါမိဘနဲ့မိသားစုတွေမိဘရဲ့မိသားစုတွေရဲ့ဒီ quality of life ကဘယ်လိုဖြစ်နိုင်လဲဆိုတော့အေးရေးဖြစ်တယ်ကလေးကိုပြုစုရတဲ့အခါကျတော့အေးရေးပြက်လာတယ်ဒီ24နိုင်ကြည့်ရတဲ့စားချိန်မမှန်ဘူးဒီပြုစုရတဲ့လူကပေါ့နော်အလုပ်လုပ်နေတဲ့မိဘဆိုလို့ရှိရင်မိဘအလုပ်မလုပ်ရင်တော့ဒီမျိုးပေါ့အလုပ်ရှိတဲ့မိဘဆိုရင်အလုပ်ပြတ်တာပေါ့ခွင့်ခဏယူရတယ်
အနားယူချိန်မရှိတော့ဘူးเนาะနေရောညရောကြည့်ပြရတဲ့ဒီ relax လုပ်ဖို့ပေါ့ rest လုပ်ဖို့အချိန်ကိုမရှိတော့ဘူးပေါ့เนาะအဲ့လိုမျိုးဖြစ်လာတယ်ပြီးရခါမှာကုသမှုစိတ်အရန်ကြီးတဲ့ခါကျတော့မိသားစုကချိုးချံချွေတာရတယ်အရန်ချမ်းသာတဲ့လူဆိုတော့တစ်မျိုးပေါ့နော်ကိုရီးယားရဆဆလူကြီးဆိုလို့ရှိရင်တမိသားစုလုံးရဲ့အသုံးစရိတ်တွေအကုန်လုံးချွေတာရတဲ့အဆင့်ကိုရောက်သွားရတယ်တချို့ဆိုရင်ခြံရောင်းအိမ်ရောင်းနွားရောင်းအကုန်ပေါ့နော်စီးပွားအကုန်ပျက်စီးတာပေါ့နော်အဲ့လိုတောင်ဖြစ်သွားနိုင်တယ်ပေါ့နော်အိမ်အလုပ်တွေနော်အိမ်ရှိမဆိုလဲကိုအိမ်အလုံးမလုံးနိုင်တော့ဘူးမိသားစုတောင်းဝန်နဲ့လစ်ဟင်းတယ်ပြီးတော့လူမှုရေးတောင်းဝန်နဲ့လည်းလစ်ဟင်းတယ်ကိုရဲ့မိဘမိတ်ဆွေတွေဆွေမျိုးတွေရဲ့တာရေးနိုင်ကိစ္စတွေလည်းကိုမသွားနိုင်တော့ဘူးဆိုတော့ဒီကလေးတယောက်ကိုအမြဲပြုစုနေရလို့ပေါ့နော် social နဲ့ emotional impact social နဲ့ emotional impact ကဘယ်လိုဖြစ်လဲဆိုတော့ဒီကလေးတယောက်ရဲ့ဝေဒနာပေါ့နော်ကလေးရဲ့ဝေဒနာဆိုတော့ဒီကလေးကအသက်ရှူမရဖြစ်နေရလဲဖြစ်နိုင်တယ်နာကျင်နေရလဲဖြစ်နိုင်တယ်နော်ကလေးကအန်နေတာလည်းဖြစ်နိုင်တယ်ဒါကိုကြည့်ရတဲ့အခါမှာမိဘရဲ့ရှင်ထဲမှာခံစားရတဲ့စိတ်ဆင်းရဲမှုပေါ့နော်အဲ့ဒီစိတ်ဝေဒနာငွေကြေးပြဿနာတွေရဲ့ stress ပေါ့နော်ပစံကလူတိုင်းကပြေလဲချင်မှပြေလဲမယ်နော်စိတ်ကူးတမှုစိတ်ကိုရှားတဲ့အတွက်ငွေကြေးပြဿနာတွေရဲ့ stress တွေအများကြီးခံစားရတယ်ပြီးရင်အလုပ်တချို့ဆိုအလုပ်ကိုလုံးဝထွက်လိုက်ရတယ်ရှိတယ်ကိုယ့်ရဲ့မိသားစုရဲ့ဇနီးခင်ပွန်းတခြားသားသမီးတွေပေါ်မှာတောင်းပြက်ကွက်တာဖြစ်လာတယ်ဆိုတော့ဇနီးကလည်းခင်မွန်းတောင်းခင်မွန်းပေါ်မှာတောင်းပြက်ကွက်တယ်ခင်မွန်းကလည်းဇနီးပေါ်တောင်းပြက်ကွက်တယ်နောက်တခြားကလေးတွေရှိရင်ဒီတခြားကလေးတွေဟိုပေးရမယ်မေတ္တာတို့အကျူးဆိုင်မှုတို့ဒါတွေကိုပိုပြက်ကွက်တာတွေဖြစ်လာတယ်ဆိုတော့ဒါတွေရဲ့ impact ကကြီးပါတယ်เนาะရေရှည်ကြတော့เนาะဒါကတရက်ကိစ္စမဟုတ်နှစ်ရက်ကိစ္စမဖြစ်လာပေါင်းเนาะလာနေချီပြီးတော့ရေရှည်ကိစ္စမှာကြတော့မိဘတွေပြုစုစောင့်ရှောက်တဲ့သူတွေကိုယ်က stress အများများလာတယ်အရင် anxiety ဝင်တယ်ဟိုစိတ်ဖိစီးမှုတွေအများကြီးဖြစ်တယ်အဲ့ဒီကနေပြီးတော့ depression ရနိုင်တယ် neurosis ဆိုတာစိတ်ပူပန်လွန်တဲ့ယောဂမျိုးတွေပေါ့နော်အဲ့လိုဖြစ်တော့ဟိုလူတွေကဘယ်လိုဖြစ်ပြုစုရတဲ့လူတွေကလေအရင် stress ဝင်နေပြီးတော့ပုံမှန်မဟုတ်တယ်လို့ပေါ့နော် psycho ဖောက်တဲ့လူတွေလိုမျိုးဖြစ်လာတာပေါ့နော်အဲ့ဒီပြင်သားသမီးတွေပေါ့တခြားညီကိုမောင်နှမတွေပေါ့မလဲခုနပြောရင် insecurity ပေါ့ဆိုတော့ကျွန်မပြောပြဥပမာလိုပဲပေါ့နော်တခြားဒီကလေးရဲ့တခြားမောင်နှမတွေပေါ့မှာလဲတရားမှုအများကြီးရှိတယ်မိဘကသူတို့ကို cue မဆိုင်နိုင်တာအဲ့ဒီကနေဘာဖြစ်လာလဲဆိုအဲ့ကလေးတွေကတစ်ခါလေကြာရင်ကျောင်းမှာ problem child တွေဖြစ်လာတယ်မိဘရဲ့cue ဆိုင်မှုမခံတော့သူတို့ရဲ့စိတ်ထွက်ပေါက်ကလူဆိုးလေးတွေကလေးဆိုးလေးဖြစ်သွားတတ်တာပေါ့နော် problem child ဖြစ်တယ်စာမလိုက်နိုင်တဲ့ကလေးဖြစ်နိုင်တယ်ပေါ့ဆိုအခုကcare of child ပေါ့ဒီကလေးတွေကိုဘယ်လိုပြုစုလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြချင်တယ်အဲ့ကလေးတွေကိုအနည်းဆုံးကျမတို့ကquality of life လေးတစ်ခုရဖို့ပေါ့နော်နောက်ပြီးတော့ hope for the future treatment ဆိုတာဒီရေရှည်မှာဒါဟုတ်ကုနိုင်တဲ့ကုသမှုနည်းလမ်းအသစ်ကုထုံးအသစ်တွေပိုင်းများပေါ်လာမလားဆိုရမျှော်လင့်ချက်နဲ့ပေါ့နော်ဘာတွေလုပ်ပေးလဲဆိုတော့စိတ်ဆိုင်ရာစောင့်ရှောက်မှုဆိုတာ medical care ဆိုတာစိတ်ကုသမှုပေးတယ်ပေါ့နော်ပြီးရင် emotional support ဆိုတာစိတ်ခံစားမှုဆိုင်ရာပံ့ပိုးမှုတွေပေးတယ်ပြီးရင် practical assistance ဆိုတာလက်တွေ့သူလိုအပ်တဲ့အကူအညီလေးတွေပေးတယ်ပြီးတော့ emerging therapy ဆိုတော့နောက်ထပ်အသစ်ပေါ်လာတဲ့ကုထုံးအသစ်ကလေးတွေနဲ့ကုသပေးတယ်ပေါ့နော်ဒီလေးခုအားလုံးပေါင်းစပ်ထားတဲ့ holistic approach နဲ့ကုသပေးဖို့ပြုစုစောင့်ရှောက်ပေးဖို့လိုပါတယ်လို့ဆိုတော့အဲ့ဒီမှာကျမတို့ဘာတွေပေးလဲဆိုတော့ medical and palliative care ဆေးကုသမှုပေးတယ်ဆိုပြီးမြများသောဖြင့်က palliative care ကိုပဲပေးနိုင်တယ်။နော်ဆေးကုသမှုနဲ့သက်သာရာရစေတဲ့ဆောင်ရှောက်မှု palliative ဆိုတာသက်သာဖို့အတွက်ဆောင်ရှောက်မှုပေးတာပေါ့နော်။အဲ့ဒီမှာဘာလုပ်လဲဆိုတော့ဟိုဆေးရမဟုတ်ပေါ့နော်သူတောက်ဖို့ဆေးထိုးပေးတာဆေးဆေးထိုးဆေးသွင်းတာတို့ဆေးတိုက်တာတို့အပြင်ကိုပေါ့နော်တခြားရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလက်တွေ့လိုအပ်တာတွေကိုလည်းဖြည့်ရှင်းပေးရတယ်ရုပ်ပိုင်းဆိုင်ရာဆိုတာကလေးတက်တောင့်တက်တာနေနိုင်ဖို့အတွက်ဟိုပါပေါ့ချွဲဆုပ်ပေးတာတို့ကလေးကိုပိုက်ထည့်ပေးတာတို့အဲ့ဒါမျိုးပေါ့နော်စိတ်ပိုင်းဆိုင်ရာကျတော့ဒီကလေးတွေရဲ့သူတို့လည်းခံစားရတာပေါ့နော်သူတို့ psychological support တွေအများကြီးပေးဖို့လိုတယ်ပြီးတော့လက်တွေ့လိုအပ်ချက်ဆိုတာကလေးကကိုယ့်ကိုသွားမတိုင်းနိုင်ဘူးအင်သာမတက်နိုင်ဘူးစသဖြင့်ပေါ့နော်အစားမစားနိုင်ဘူးအဲ့လက်တွေ့လိုအပ်ချက်တွေကိုလည်းဖြည့်ရှင်းပေးရတာပေါ့ဆိုအစားစားရကလေးကိုဆေးကူတာကြီးပဲမဟုတ်ပဲねတခြားလိုအပ်တာတွေအကုန်လုံးကိုပံ့ပိုးပေးနိုင်တဲ့ပတ်ဝန်းကျင်လေးတစ်ခုကိုဖန်တီးပေးရတယ်ဒီသူ့ကိုပြုစုတဲ့ caregiver လို့ခေါ်ရဲเนาะပြုစုစောင့်ရှောက်ပေးတဲ့သူတွေ caregiver တွေကမိဘဖြစ်နိုင်တယ်သူနာပြုတွေဖြစ်နိုင်တယ်ဒါမှမဟုတ်တခြား caregiver တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီပြင်ကို palliative and hospice care ဆိုတာရှိရယ်palliative care နဲ့ hospice care ကဘာကွာလဲဆိုတော့
palliative care ဆိုတာဆောစောကပြောတဲ့သက်သာအောင်လုပ်ပေးတာပေါ့နော်သူ့ဝေဒနာကိုသက်သာအောင်လုပ်ပေးတာအနည်းဆုံးသူ့ရဲ့ quality of life လေးနည်းနည်းပိုကောင်းလာဆိုပြီးရည်ရွယ်ပြီးတော့မှဒီယောဂလက္ခဏာခံစားနေရတဲ့လက္ခဏာတွေသက်သာဖို့နော်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုလေးတွေပေးတာပေါ့နော်ပြီးတော့ဒီရေရှည်သက်သာစေတဲ့စောင့်ရှောက်ကုသမှုတွေပေါ့နော်ရေရှည်မှာသူနာတာပဲဖြစ်ဖြစ်အသက်ရှူမရတာပဲဖြစ်ဖြစ်အာနာပဲဖြစ်ဖြစ်အဲ့ဒါတွေသက်သာအောင်လုပ်ပေးတာပေါ့နော် hospice care ကကြတော့ယောဂရဲ့နောက်ဆုံးအဆင့်ရောက်သွားတယ်အဲ့ဒီယောဂနောက်ဆုံးအဆင့်ကျရင်အဲ့ဒီမှာအနည်းဆုံးတက်တောင့်တက်တာလေးနေနိုင်အောင် quality of life လေးရှိနိုင်အောင်စူးစမ်းပြီးတော့ပြုစုပေးတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာဘာတွေလုပ်လဲဆိုကလေးအတွက်ကောသူ့ရဲ့မိသားစုတွေအတွက်ကောသူတို့ရဲ့နာကျင်မှုကိုသူတို့ရဲ့ emotion ကိုပေါ့နော် manage လုပ်နိုင်အောင်ကိုရီးယားဘေးကနေအကြံဉာဏ်ပေးရတယ်လုပ်ရတယ်ကျမတို့ကတော့ဘာသာရေးဆိုတော့ဘုန်းကြီးတွေဘာတွေကလည်းသူတို့ကိုနာအဆူတောင်းပေးတာတို့ဘာတို့ပေါ့နော်အဲ့ဒါလုပ်ပေးလို့ရှာပါတယ်လို့ emotion and social support ဒီကလေးတွေကတော့ဒါသူတို့ကတိတ်ပြီးတော့လောကမှာတိတ်အသက်ရှည်တာမဟုတ်ဘူးဆိုတာသိပေမဲ့သူတို့ကိုအနည်းဆုံး emotion support နော် social support တွေလုပ်ပေးလို့ရတယ်အဲ့ဒါကအရင်ဆုံးအဲ့ဒီစိတ်ခံစားမှုနဲ့လူမှုရေးပံ့ပိုးမှုပေါ့နော်ဘာတွေလုပ်ပေးလို့ရလဲဆိုတော့ကလေးလူနာတွေကသူတို့ရဲ့သူတို့ယောဂအခြေအနေနဲ့ပတ်သက်ပြီးတော့တခါလေသူတို့သိချင်တယ်သူတို့ဘာဖြစ်တာလဲသူတို့သိချင်တယ်အဲ့ဒါမျိုးကြရင်သူအသက်အရွယ်နဲ့သူနားလည်နိုင်မဲ့ပုံစံနဲ့သူ့ကိုရှင်းပြဖို့လိုတယ်အများသဖြင့် caregiver တွေကသူ3-4နှစ်အရွယ်ကလေးဆိုလဲ3-4နှစ်အရွယ်ကလေးနားလည်အောင်ပေါ့ဒီတက်ကြီးတဲ့10နှစ်12နှစ်အရွယ်ဆိုလဲတစ်မျိုးပေါ့နော်ပွင့်လင်းလင်းဆက်သွယ်ပြောဆိုလို့ရှိရင်ကလေးတွေကလက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုထိလက်ခံနိုင်တယ်ပေါ့နော်ကလေးတွေကသူတို့ကိုသူတို့တခုခုမှားနေဆိုတော့သူတို့သိတယ်သူတို့ဒီတခြားကလေးနဲ့မတူဘူးတခြားကလေးလိုလည်းမကစားနိုင်ဘူးမသွားနိုင်ဘူးသူတို့အမြဲတမ်းပိုက်တန်လန်းနဲ့ပေါ့နော်အောက်ဆီဂျင်နဲ့နေနေရတယ်ဘာဖြစ်လဲသူတို့သိတယ်အဲ့ဒီခါမျိုးကြရင်သူတို့မေးလာတဲ့မိခွန်းတွေကိုနောက်သူတို့ရဲ့ခံစားတဲ့ဟာတွေကိုသူတို့ express လုပ်နိုင်ဖို့အတွက်နေရာတစ်ခုဖန်တီးပေးရတယ်တခါတည်းကြရင်သူတို့ပါစံနဲ့မေးတာလည်းဖြစ်နိုင်သူတို့တခါလေသူတို့ရဲ့စိတ်ခံစားမှုဖော်ပြနိုင်တဲ့နည်းလမ်းကဥပမာပြောရရင်လေဒီလိုမျိုး cancer word တွေမှာဆိုကလေးတွေကိုပုံဆွဲတာလေcyber ကလေးနဲ့ color crayon စီပေးထားလိုက်တယ်သူတို့စိတ်ကြိုက်ပုံဆွဲတယ်တခါလေကျရင်သူတို့ခံစားရတခါလေကျရင်သူတို့မောင်နှမတွေကို miss ဖြစ်တယ်ကစားကွင်းသွားချင်တယ်စသဖြင့်သူတို့ပုံတွေဆွဲတဲ့ပုံတွေထဲမှာသူတို့ရဲ့စိတ်ခံစားမှုတွေအကုန်လုံးကိုသူတို့ဖော်ပြတာပေါ့နော် express လုပ်တာပေါ့ဆိုအဲ့ဒါတွေကြည့်ချင်ပြီသူတို့ဘယ်လိုခံစားရလဲသိနိုင်သူတို့အဲ့လိုမျိုး outlet ပေါ့အဲ့လိုမျိုးပုံတွေပဲဆွဲလိုက်တဲ့ခါမှာသူတို့ရဲ့emotion ပူပန်မှုတွေကလျော့ပါသွားတာပေါ့နော်ကလေးတွေကတခါလေဒေါသဖြစ်တယ်နာကျင်တယ်ကြောက်ရွံ့တယ်ဒါမှမဟုတ်တခါလေကြာရင်သူတို့သေသွားရင်ဘာဖြစ်မလဲပေါ့သူတို့သေမလားမေးတယ်နော်သားသေမလားအဲ့လိုမျိုးမေးခွန်းနေမေးတတ်တယ်နောက်ပြီးတော့ဆေးထိုးရတယ်လေသူတို့နာကျင်တာသူတို့မကြိုက်ဘူးဆေးကခါလိုက်တာမတောက်ချင်ဘူးအဲ့လိုမျိုးပြောရရှိတယ်ဆေးထိုးတော့မယ်ဆိုအရမ်းနာတယ်သွေးဖောက်မယ်ဆိုအရမ်းနာတယ်မလုပ်ချင်ဘူးအဲ့ဒါသူတို့အဲ့ဒါလေးတွေအတွက်ကိုသူတို့စိတ်ချမ်းသာဖို့သူတို့စိတ်ပူပန်မှုတွေရနိုင်အောင်အနည်းဆုံးမနာမကျင်အောင်နီးလန်းနေရှာပေးရတယ်နောက်ပြီးသူတို့ကိုချော့မော့ပြောရတာပေါ့နော်နောက်ပြီးတော့တခါလေကျရင်သိချင်းတရားအကြောင်းကိုသူတို့ရှင်းပြရင်တော့မှသူတို့နားလေလွယ်တဲ့ဟာသူတို့လက်ခံနိုင်တဲ့အနေအထားမျိုးနဲ့ရှင်းပြရပါတော့တခါလေကျရင်မေးတော့သားအသေးမှလားလို့မေးရင်ကွာသားအသေးမှဘဲလို့တော့ဘယ်ပြောမလဲနော်ဟုတ်သားရဲ့လူတိုင်းတနေ့ကျရင်တော့သေးမှပဲပေါ့လူတိုင်းတနေ့မူကောင်းငင်သွားမယ်မူကောင်းငင်သွားပြီးရင်ဘုရားသခင်စီသွားမယ်အဲ့တော့သားအရင်သွားမလားအန်တီကအရင်သွားမလားမသိဘူးဒါပေမဲ့တစ်ချိန်တော့အဲ့ဒီမှာကုန်ပြန်ဆုံးမှာပေါ့အဲ့လိုမျိုးစသဖြင့်သူ့ကိုလက်ခံနိုင်အောင်ပေါ့နော်အဲ့လိုမျိုးနှစ်သိမ့်အားပေးရတာပေါ့နော်တခါလေကျရင်သူတို့ယောဂဝေဒနာလေးတွေကိုမေ့ပြောင်အောင်နိုင်ပေါ့တည်ငါပဲဖြစ်ဖြစ်မေ့ပြောင်နိုင်အောင်သူတို့ရဲ့ recreation တော့အပန်းဖြေတာလေးတွေလုပ်ပေးလို့ရတယ်တခါလေအာယုံလွင့်နေအောင်လို့တချင်းလေးတွေဖွင့်ပေးတာတချင်းတီးတာပဲဖြစ်ဖြစ်ကာတွန်းမူဗီလေးတွေကြည့်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးလေးတွေလုပ်ပေးလို့ရတယ်နောက်ပြီးတော့သူတို့ညင်ညင်တတနဲ့ဆက်သွယ်ပြောဆိုစကားပြောဆိုရင်မန်မဲတာမျိုးပေါ့ပဲနဲ့နူးနူးညံ့ညံ့လေးနဲ့ပေါ့နော်အဲ့လိုဖြော့ပြီးပြောတာမျိုးလေးတွေကတခါလေသူတို့ရဲ့စိတ်ကို psychologically ဝေဒနာသက်သာတာပေါ့နော်
practical assistant ဒီ practical assistant ကဒီ charity group တွေတော်တော်များများလုပ်ကြပါတယ်အဲ charity အခုဒီမှာရှိတဲ့လူငယ်တွေလည်းဟိုအခွင့်အခါသင်လုပ်ချင်လုပ်လို့ရအောင်ပေါ့နော်အဲ့ဒါလေး share လုပ်တာပါ practical assistant ကတခါတည်းကျရင်ဒီလိုသူတို့နဲ့သွားပြီးဘာရဲလို့မို့သူတို့နဲ့တူပုံစာstory books ဖတ်တာပေါ့နော်စာဖတ်တာပဲဖြစ်ဖြစ်တချင်နားထောင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်နောက်ဆုံးသူတို့လက်ကလေးကိုကင်ထားပေးတာလေးပဲဖြစ်ဖြစ်အဲ့လိုတင်ကပေါ့နော်တင်က connection လေးကလည်းသူတို့ကိုနှစ်သိမ့်မှုပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါမျိုးမလုပ်ခင်တော့ဒီဆရာဝန်တွေ nurse တွေတော့မေးမိဘတွေကိုတော့မေးရတာပေါ့နော်ကလေးကခံနိုင်ရှိလားလုပ်ပေးလို့ရလားအဲ့လိုစသဖြင့်မေးရတာပေါ့နော်အဲ့တော့ support group တွေအများကြီးရှိတယ်အဲ support group တွေကဘာလုပ်လဲဆိုလို့ရှိရင်ဒီ counseling လုပ်ပေးတဲ့လူတွေရှိရဲ့အဲ့လိုမျိုးအထူးဖြင့် terminally ill ပေါ့နော်ကလေးနောက်ဆုံးဆင့်ယောဂနောက်ဆုံးအခြေအနေမျိုးမှာရှိရင်ဆိုရင်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက်မိသားစုတွေဒါကိုကြော်လွှားနိုင်ဖို့အတွက်ကူညီပေးတဲ့အဖွဲ့တွေရှိတယ်တချို့ကလည်းဟို practical support ပေးဆိုအဲ့လိုမျိုးအချိန်မှာမိဘတွေကအချိန်ပြည့်ဒီကလေးနားမှာရှိနေသူတို့စားဖို့တောက်ဖို့ဝယ်ချမ်းပေးတာတို့အိမ်မှာရှိတဲ့ကလေးတွေကိုသွားထိန်းကူပေးတာတို့ဒါမှမဟုတ်လို့ရှိရင်လည်းဈေးဝယ်ပေးတာတို့စသဖြင့်ပေါ့ဆေးရှာပေးတာတို့စသဖြင့်ပေါ့နော်လက်တွေ့လိုအပ်တဲ့အကူအညီလေးတွေကိုပေးတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ emerging therapy ဒါရီကုသမှုကုလို့မရဘူးဆိုပေမဲ့ခုနောက်ပိုင်းမှာလူတွေက research လုပ်နေတဲ့ဟာတွေတော့ရှိတယ်ဘာဖြစ်လို့လဲဆိုဒီကလေးတွေအများစုရဲ့ယောဂကဒီရှားပါအလန်းရှားပါတဲ့မျိုးဗီဇဒါမှမဟုတ်လည်းဒီ physiological ပေါ့နော်ဇီဝဖြစ်စဉ်ယောဂတွေဖြစ်နေတဲ့အတွက်ကြောင့်ကုသမှုကလည်းလက်တွေ့လက်ရှိအချိန်မှာတော့မရှိဘူးဒါပေမဲ့လည်းဟိုမျိုးဗီဇ gene therapy လို့ခေါ်တာပေါ့နော်မျိုး gene therapy တို့နောက်တစ်ခါ stem cell therapy တို့ပြမ cell ကူထုံးနေအဲ့ဒါတွေလူတွေက research လုပ်နေရတော့တိုးတက်မှုတွေရှိတယ်အလားအလာကောင်းတွေရှိနေတယ်လို့တော့ပြောရပေါ့နော်ဘယ်ဟာမှတိတိပပcure ဆိုတာတော့အခုချိန်ထိတော့သိချတော့မရှိဘူးแต่မဲ့အလားအလာကောင်းတယ်လို့တော့ပြောကြပါတယ် role of caregiver ပေါ့နော် role of caregiver အရေးကြီးပါတယ် caregiver ဆိုတာဒီကလေးတွေကိုပြုစုစောင့်ရှောက်သူများပြုစုစောင့်ရှောက်သူတွေကသူဖြစ်နိုင်လဲဆိုတော့ပုံမှန်အားဖြင့်ကကလေးကိုပြုစုစောင့်ရှောက်တဲ့လူကအိမ်ဖော်တွေလည်းဖြစ်နိုင်တယ်လို့ကလေးထိန်းလည်းဖြစ်နိုင်တယ်မိဘကိုယ်တိုင်လည်းဖြစ်နိုင်တယ်ဟိုသူနာပြုတွေလည်းဖြစ်နိုင်တယ်နောက်တခြားမိသားစုဝင်တွေမှာအတော်ပဲဖြစ်ဖြစ်ဟိုကြီးတွေအမကြီးတွေခြားလူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူတို့ကဘာလုပ်လဲဆိုရင်ဆေးဘက်ဆိုင်ရာကူညီဆိုတာလေဟိုဆေးတိုက်ပေးတာတို့ဆေးထိုးပေးတာတို့ dressing လုပ်ပေးတာအပြင်ကိုဒီကလေးကိုကျွေးမွေးတာနောက်ပြီးတော့အိမ်မှုကိစ္စရဲ့ဥစားတွေရှော့ဖို့ပေးတာနောက်ကလေးရဲ့စိတ်ခံစားမှုသက်သာရဖို့အတွက်ကို psychological support ပေါ့နော် emotional support တွေပေးတာအဲ့ဒါတွေလုပ်ပေးရတယ်ပြီးလို့ရှိရင်အရာခက်ခဲတဲ့အခြေအနေမှာကလေးကိုနှစ်သိမ့်ပေးရတယ်နားထောင်ပေးရတယ်ပေါ့နော်ကလေးစိတ်ထဲမှာဟိုသူ့အဖြစ်မထားဘူးသူ့ကိုနားထောင်ပေးနေတယ်ဆိုသူ့ကိုချစ်တယ်ဆိုတော့ခံစားရဖို့အတွက်ကိုအနားမှာသူတို့ကိုဖော်ပြပေးရတယ်တစ်ချိန်တည်းမှာဒီ caregiver တွေကိုယ်တိုင်ကကိုယ်လည်းလူသားပဲလေနော်ဒီအဲ့လူတွေကသူတို့မှလည်းကိုယ်ပိုင်စိတ်ပူစည်းမှုတွေရှိနိုင်တယ်ဆိုတော့သူတို့ကိုယ်တိုင်နေထိုင်မကောင်းဖြစ်နေ physically နေထိုင်မကောင်းတာဖြစ်နိုင်တယ်လို့သူတို့ကိုယ်တိုင်မှလည်းသူတို့ရဲ့တခြား stress တွေရှိနိုင်တယ်ပေါ့ဆိုတော့ဥပမာရီစားတွေရရှိရလို့ဆိုတော့ရီစားတကြီးကြီးဖုန်းခေါ်နေနေကလေးနားမှာပဲနေနေကောက်အချိန်ပေးအောင်ဆိုတော့ pressure ပေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုသူရုပ်ပိုင်းဆိုင်ရာပဲဖြစ်စိတ်ပိုင်းဆိုင်ရာပဲဖြစ်သူတို့မှလည်း stress ရှိနိုင်တယ်အဲ့တော့အဲ့ဒီ caregivers ရဲ့ဒီ physical ရော emotional ရော support တွေလည်းလိုအပ်တယ်သူတို့ရဲ့ကျန်းမာရေးကိုသူတို့ထိန်းသိမ်းမှုလည်းအရင်ရေးကြည့်ပါတယ်လို့အဲ့ဒီနေရာမှာဘာလုပ်ရလဲသူတို့ကတေချာ rest ယူရတယ်ဟို7/24လုပ်လို့မရအောင်တစ်ပတ်လုံးမိုးလေးမိုး24 hour လုပ်လို့မရအောင်သူတို့လီဟိုပေါ့သူတို့တရက်တော့တစ်ပတ်မှာတရက်လောက်ဖြစ်ဖြစ်လုံးဝ completely အနားပြန်ယူရတာရှိရယ်တစ်ခါလေးကျရင် counseling သွားရတယ်သူတို့ကိုယ်တိုင်က psychologically depressed ဖြစ်လာလို့ရှိရင် counseling လုပ်ရတာရှိရပေါ့နော်အဲ့တူဒီအပြင်ကိုကျမတို့အနေနဲ့ကတော့ဆူတောင်းတာပေါ့နော်ဆူတောင်းခြင်းကအရင်အားဖြစ်ပါတယ်ဟိုမိသားစုနေတိုင်းဆူတောင်းတာ clean နဲ့တူဆူတောင်းတာနောက်ဖျားနဲ့ပေါင်းဆိုင်ပြီးတော့ဒီ spiritual strength ကိုပြန်ယူရပါတော့ကိုယ့်ရဲ့ spiritual health ကိုလည်း cue site ကိုအရင်ရေးကြည့်ပါတယ်လို့အဲ့ take home message အနေနဲ့ဒီပြောပြပေးချင်တာကဒီကုသလို့မရတဲ့ယောဂခံစားနေတဲ့ကလေးတွေရဲ့ဒုက္ခဝေဒနာကအရင်ကြီးပါပါတယ်ဒ
ထိုနည်းတူသူတို့ရဲ့မိဘတွေသူတို့မိသားစုဝင်တွေသူတို့ကို care လုပ်နေ caregivers ရဲ့ခံထမ်းတာတွေဘုံကလည်းအရန်လေးလံပါတယ်ခွင့်ခါများကြုံမယ်ဆိုလို့ရှိရင်ခုနားထောင်နေတဲ့လူငယ်မောင်မယ်တွေအနေနဲ့ပေါ့နော်သူတို့ကိုပံ့ပိုးပေးတဲ့မေတ္တာပြတဲ့လှုပ်ဆောင်မှုတွေကိုကိုယ်တိုင်ကိုယ်ကျလုပ်ကြည့်ကြအောင်လို့ဖိတ်ခေါ်ချင်တယ်ပြီးလို့ရှိရင်ယဟန်မင်းကြီးတောင်းဆိုထားတဲ့အတိုင်းပေါ့နော်ဒီလမှာယဟန်မင်းကြီးတောင်းဆိုထားတဲ့အတိုင်းသူတို့အတွက်လိုအပ်တဲ့ရုပ်ပိုင်းစိတ်ပိုင်းဝိညာဉ်ခွန်အားတွေကိုဖျားရှင်ပေးသနာပါမယ်ကြောင်းအားလုံးဝိုင်းဝန်းပြီးတော့ဆုတောင်းပေးကြပါစို့လို့အန်တီပြောရင်းနဲ့ဒီနေ့အန်တီရဲ့ lecture လေးကိုဒီမှာပဲအဆုံးသတ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်